ကဲအားလုံးပဲမင်္ဂလာပါဒူရီမိုးမိုးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့9ရက်နေ့8လပိုင်း2026တောက်ကြနေ့မနက်ပိုင်း9ရက်သားသမီးများအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့လူရာဆန္ဒပြေဝကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်ကဲအမျိုးတို့ရေမနေ့က3-1မှာအားလုံးပေါက်ကြတယ်နော်မိုးမိုးပေါက်ကွက်ကိုမနေ့စာညစာဆိုပြီးတော့တင်ထားခဲ့တယ်မနေ့ပိုင်းမှာ3-1မှာအောင်မြင်မှုတွေရရှိခဲ့တယ်နော်ကဲဒီအပတ်လက်အောင်မြင်မှုတော့ရှိပါတယ်နော်ကဲဘာပဲဖြစ်ကြမ်းရှိနေတဲ့နှစ်ကြိမ်ကိုတော့မိုးမိုးဘက်ကအကောင်းဆုံးနဲ့အတက်နိုင်ဆုံးကိုတော့ထပ်မံပြန်လဲစူးစမ်းပေးသွားမှာပါနော်နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုဒီနေ့နှစ်ကြိမ်စာမှာပေါက်ကွက်တွေအားလုံးထပ်မံအောင်မြင်ပါစေလို့လည်းမိုးမိုးဘက်ကဆုမွန်ကောင်းတောင်းပေးပါတယ်နော်နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုကံကောင်းကြပါစေနော်ကဲအမျိုးတို့ရေမိုးမိုးရဲ့မန်ပါဝင်ထားတဲ့မိတ်ဆွေတွေများအားလုံးဒီကနေပြီးတော့ပဲအားလုံးကိုတောင်းပန်ပါတယ်လို့ထပ်မံပြောချင်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့မိုးမိုးရဲ့ဗုဒ္ဓဟူးမကျော်ဇာတုပတ်တီးကဒီအပတ်ရွေးချယ်မှုအမှားပါသွားတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်နော်။မထွက်ဘူးလားလို့မေးရင်ထွက်ပါတယ်နော်။ဒါပေမဲ့နောက်ကျသွားတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်နော်။ဘာကြောင့်လဲဆိုတာမိုးမိုးရဲ့ပတ်တီးကဗုဒ္ဓဟူးမကျော်ဆိုတာတခါမှမကြော်ခဲ့ပါဘူးเนาะဒါမိုးမိုးရဲ့ like ကိုကြည့်ရှုတဲ့မိတ်ဆွေတွေလည်းနားလဲသဘောပေါက်သလိုမိုးမိုးရဲ့မန်မာဝင်မိတ်ဆွေတွေအားလုံးကိုလည်းအားလုံးကလည်းသဘောပေါက်ကြတယ်เนาะဒါပေမဲ့ရက်ကြော်သွားတဲ့အတွက်ကြောင့်မလို့မန်မာဝင်မိတ်ဆွေတွေကဆက်ပြီးကစားရမှာလားလို့မိုးမိုးကိုပြောလာကြတယ်မိုးမိုးကတော့ဆက်ပြီးတော့ကစားဖို့ပဲအားလုံးကိုတိုက်တွန်းခဲ့တယ်เนาะဘာဖြစ်လဲဆိုတော့မိုးမိုးပတ်တီးကတော့အမကံပတ်တီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့เนาะဘာကြောင့်လဲဆိုတော့အမှားမှန်ဆိုတာမကင်းဘူးပေါ့နော်စောတဲ့အခါလည်းရှိသလိုတစ်ခါတလေမှနောက်ကျတာလည်းရှိတာပေါ့နော်မိုးမိုးရဲ့စားတိုးပတ်တီးကတော့ပုံမှန်တိုင်းနှလုံးက2နဲ့4ပေါ့နော်2နဲ့4ကိုမိုးမိုးဘက်က4ကိုအရင်ဆုံးရွေးချယ်လိုက်တာပေါ့နော်2နဲ့4ကိုအရင်ဆုံးရွေးချယ်လိုက်ပြီမဲ့2ကတော့ပွဲဥစမှာပဲထွက်သွားခဲ့တယ်ဒီနှလုံးထဲကမိုးမိုးတစ်လုံးကိုပဲအရင်ဆုံးရွေးချယ်ခဲ့တယ်နှစ်တစ်လုံးကတော့ပွဲဥစမှာနှစ်300ဆိုပြီးတော့ထွက်သွားခဲ့တာပေါ့နော်မိုးမိုးရွေးချယ်မှုအမှားပါသွားတာပေါ့နော်ဒါပေမဲ့4ကရောထွက်လားမထွက်လားဆိုတာတနင်္လာအင်္ဂါဗုဒ္ဓဟူးကြာတာပရိပေါ့နော်ကြာတာပရိနေ့မှာထွက်သွားတဲ့အတွက်ကြောင့်မလို့ထွက်နောက်ကြတယ်လို့ပြောတာပေါ့နော်ဒါပေမဲ့မထွက်ဘူးဆိုတာမရှိပါဘူးထွက်ကိုထွက်ရမယ်ပတ်တီးတွေပါနော်ကဲ4-5ထွက်သွားတော့မိုးမိုးရဲ့ပတ်တီးကတော့အောင်မြင်မှုရရှိသွားတယ်တို့ပေမဲ့နောက်ကျသွားတဲ့အတွက်ကြောင့်ဗုဒ္ဓဟူးကြော်သွားတဲ့အတွက်ကြောင့်မလို့အားလုံးကိုတောင်းပန်တာပေါ့နော်ရွေးချယ်မှုဆိုတာလူဆိုတာအမှားအမှန်ဆိုတာမကင်းပါဘူးเนาะဒါကြောင့်မို့လို့အားလုံးနားလည်ပေးကြပါအမြဲလို့နားလည်ပေးတဲ့မိတ်ဆွေတွေတယောက်ချင်းကျေးဇူးတင်ပါတယ်เนาะကဲမနေ့ကမနက်ပိုင်းမှာမိုးမိုးရဲ့အော်ခွက်မှာ3-1ကအော်ခွက်မှာအောင်မြင်မှုတွေရရှိခဲ့တယ်เนาะမနက်ပိုင်းမှာမိုးမိုးရဲ့အော်ခွက်3-1မှာအောင်မြင်သလိုညနေပိုင်းမှာလည်းမိုးမိုးရဲ့မိုင်းခွက်ဆိုပြီးတော့မိုးမိုးပေးထားခဲ့တယ်မိုင်းခွက်မှာ4-5ဆိုပြီးတော့မိုးမိုးပေးထားခဲ့တယ်เนาะပတ်တီးကလည်းကြံနေတယ်ဒါပေမဲ့တချို့ကျတော့ရွေးခွက်ကိုမရွေးတတ်တဲ့အခါကျတော့မိုးမိုးပတ်တီးကိုရွေးခွက်ဆိုပြီးပေးလိုက်တာ4-5တဲ့เนาะထွက်လာတော့4-5ဆိုတော့မိုးမိုးရပတ်တီးမှလည်းအောင်မြင်သလိုမိန်ခွက်မှလည်းအောင်မြင်မှုတွေရရှိခဲ့တယ်เนาะပြီးတော့8-9နှစ်မှလည်းမိန်ခွက်တစ်ကြိမ်ထပ်မံအောင်မြင်မှုတွေရရှိခဲ့တယ်เนาะကဲအမျိုးတို့ရေမန်ပါချင်း9000နဲ့ပတ်တီးအပိုင်ကစားခြင်းတယ်ဆိုရင်အချိန်မရွေးဆက်သွယ်လာလို့ရတယ်เนาะဒီဘက်မှာအော်ခွက်မိန်ခွက်တွေလည်းအားလုံးအောင်မြင်မှုတွေရရှိခဲ့ပါတယ်เนาะဒီနေ့မန်ပါဝင်ထားတဲ့မိတ်ဆွေပေါင်းသူတော်ကောင်းတွေများအားလုံးဒီနေ့မန်ပါဝင်ထားတဲ့မိတ်ဆွေများမန်ပါတောက်ကြနေမှာဆိုရင်မန်ပါတက်တန်းတော့ကုံဆုံးသွားပါပြီပေါ့နော်။ဘာကြောင့်လဲမန်ပါကတော့တစ်ပတ်တစ်ခါခေါ်ရခြင်းဖြစ်ပါတယ်။ဝင်ခြင်းတဲ့မိတ်ဆွေတွေရောဝင်ဖို့ဆက်သွယ်ထားတဲ့မိတ်ဆွေတွေများအားလုံးရော8 ရက်နေ့9 ရက်နေ့
8လပိုင်း2026မန်ပါတပတ်စာပေါ့နော်ဝင်ကျင်းတဲ့မိတ်ဆွေတွေများအားလုံး10ရက်နေ့နဲ့9ရက်နေ့ကစနေတနင်္ဂနွေပရက်မှသာမမိုဖွဲ့ဝင်ခေါ်ရခြင်းဖြစ်ပါတယ်ဝင်ကျင်းတဲ့မိတ်ဆွေများအားလုံးမမိုချပြထားတဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဒီဖုန်းနံပါတ်မှာ Viber ရှိသလို Voice အကောင့် KB အကောင့်လည်း2ခုလုံးရှိပါတယ်အဓိကကတော့ member ဝင်တဲ့မိတ်ဆွေတွေအားလုံးပေါ့နော်အဓိကကတော့ငွေလွှဲပြီးရင်ပြေစာစလစ်ကို Viber ကနေပို့ဆောင်ပေးထားကြပါလို့လည်းအားလုံးကိုပြောချင်ပါတယ် Viber မှာပို့ပြီးတာနဲ့မမိုဘက်ကစာတိုးပတ်တီးတွေကိုပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်เนาะတကယ်လို့ Viber မသုံးဘူးဆိုတဲ့မိတ်ဆွေတွေလည်းရိုးရိုးဖုန်းကနေပြီးတော့မမိုကူညီပေးထားပါတယ်ဆက်သွယ်လာလို့ရပါတယ်เนาะမန်ပါကြီးကတော့ပုံမှန်တိုင်းမှာပဲတစ်ပတ်စာ9000ပေါ့နော်စာတိုးပတ်တီအခွေမွေးကနန်းတွေပဲပုံမှန်တိုင်းပေးသွားမှာဖြစ်ပါတော့เนาะဒါပေမဲ့မန်ပါကြီး9000ပေးမဲ့လည်းမမိုးရဲ့ပေါက်ကွက်တွေမနေ့ကမနေ့ညအော်ကွက်မိန်ကွက်ဝင်သွားတဲ့အတွက်ပတ်တီမှလည်းအောင်မြင်တဲ့အတွက်မမိုးကိုမုတ်ဘိုးတွေလွှဲပေးထားတဲ့လက်ဖက်ရည်ဘိုးတွေလွှဲပေးထားတဲ့မိတ်ဆွေတွေအားလုံးကိုဒီကနေပြီးတော့တယောက်ချင်းစီကျေးဇူးတင်ပါတယ်လို့ပြော